ဟုတ်လားမဟုတ်လားတော့မသိပေမဲ့ဦးသိန်းစိန်သမရပြန်လုံနိုင်တယ်လို့သတင်းလေးတွေရေးရကြားနေရတယ်တကယ်ဒါဆိုတော့ကျွန်တော်ကတော့ဝမ်းသာတယ်ရှားလူတဲ့ဆိုင်တော့ဦးသိန်းစိန်ကိုသမရပြန်ဖြစ်စေခြင်းမိတယ်ပေါ့ဒါလူတွေကသိတိမထားမိကြလို့ပါဦးသိန်းစိန်လက်ထက်မှာဆိုလို့ချင်းတိုင်းရင်းသားလက်နက်ကိုင်ကြီးပုံပေါင်းတစ်မိုင်းနဲ့ဒါငင်းကြရေးစာချုပ်တွေလက်မှတ်ထိုးနိုင်ခဲ့တယ်ပြီးရင်တော့တိုင်းရင်းသားညီကောင်ပေါင်းတစ်မိုင်းနဲ့စုစုစည်းစည်းနဲ့ဒီစီကိန်းကြီးကိုခါနာထဲဝါဆိုကျင်းပနိုင်ခဲ့တယ်ဒါဘလူတွေဘလို့ပဲပြောတာလက်ခံရမယ်မှန်တယ်နောက်ပြီးရင်ဖုန်းကြီးကင်နိုင်လာတယ်ဆိုဦးသိန်းစိန်ကျေးဇူးတွေဒါနောက်ပြီးရင်ကားကြီးပုံမျိုးစီးလာနိုင်တာတွေဟုတ်လားပြီးတော့လူတွေသိမသိကြတာကဦးသိန်းစိန်ကသူဦးသိန်းစိန်လက်ထက်မှာပဲလားဟိုလီကင်နိုင်တယ်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်ဆုံးသမရတွေထဲမှာနံပါတ်5နေရာချိတ်တယ်ဒါတွေကဘယ်လိုပြောအောင်လူတွေသိမသိကြအောင်ကျွန်တော်ထင်ပါတယ်နံပါတ်5လား3လားတော့မသိဘူးနည်းနည်းကျွန်တော်ဖတ်မိတာနည်းနည်းကြာပြီဆိုတော့ဒါအဲ့ဒါကြောင့်မို့လို့ဦးသိန်းစိန်မှာဘယ်လိုပြောမြစ်တာတက်လည်းရှိတယ်စကားပြောတဲ့အခါတည်းကနားထောင်ကြည့်ရင်ပေါ့တချို့လူဘိန်းနေလူကန့်လန့်နေလူကွာစာတွေတော့ကျွန်တော်ပြောလို့နော်နောက်ပြီးတော့မျိုးသားရေးသမားကျွန်တော်မျိုးသားရေးသမားတယောက်ဖြစ်ပြီးတော့ကျွန်တော်ဦးသိန်းစိန်ကိုကြိုက်တဲ့အချက်မှာဘာတွေပါလဲဆိုတော့အမျိုးသားရေးဦးသိန်းစိန်ကပြောတာရှင်းရှင်းလေးပဲနော်ဘင်္ဂလီပဲတိုးဟင်ကြမရှိဘူးဒါလုံးဝမျိုးသားရေးသမားတွေအတွက်ဆိုလုံးဝအားကိုးလို့ရတယ်ဗျာဒါတော်တော်ဦးသိန်းစိန်ကိုအားကိုးကြတဲ့လူတွေတော်တော်များများယုံကြည်ကြတဲ့တိုင်းနာကောင်းဆောင်တွေလည်းရှိတယ်အားကိုးကြတဲ့ကျွန်တော်တို့ပြည်သူလူထုတွေဦးသိန်းစိန်ဆိုတာနဲ့ချစ်ကြတဲ့ခင်ကြတဲ့ကျွန်တော်တို့ပြည်သူလူထုတွေလည်းအများကြီးရှိကြတယ်ဒါဘယ်လိုဖြစ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့အဲ့လောက်ထိငယ်လေးငယ်လေးတော့တိတ်နားမလည်ဘူးဆိုရင်ပဲနောက်ပိုင်းမှာဖြည်းဖြည်းချင်းတိလာရတာဟာဦးသိန်းစိန်ရန်တော့ဖြစ်နေတယ်ဘယ်လိုပြောရမလဲတကယ်ဒါပေါ့ဖြစ်လာမယ်ဆိုရင်တော့နိုင်ငံသားတယောက်အနေနဲ့ဒါအာဂျိုးမန်တဲ့ကိုနိုင်ငံရဲ့အကျိုးစီးပွားကိုဂျိုးပြနိုင်အောင်ကိုနိုင်ငံကိုဂျိုးပြနိုင်အောင်စ조사သွားမယ်ပေါ့တကယ်ဘလူပဲတက်ပါဒါပေမဲ့လည်းဘယ်သူပဲသမရတက်ပါနိုင်ငံသားတယောက်အနေနဲ့ကတော့နိုင်ငံစည်းကမ်းဥပဒေကိုလေးစားလိုက်နာပြီးတော့မှအကြမ်းမဖက်တယ်ပေါ့ဒါနီလန်းနဲ့ကျွန်တော်နိုင်ငံကိုလည်းကြိုးရှိရမယ်ပြည်သူလူထုလည်းကြိုးရှိရမယ်ဆိုတဲ့နီလန်းအနေနဲ့ပဲဒါကိုနိုင်ငံကိုကြိုးပြုနိုင်အောင်နိုင်ငံသားပြည်တအောင်ပေါ့နေဖို့စီစဉ်ထားပါတယ်စိတ်ကူးထားပါတယ်ဒါကတော့ကျွန်တော်စိတ်ကူးပါဒါလွတ်လပ်စွာတဘောတော့ကွဲလွဲပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တင်းစင်တဘောကြပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျโอเคအလိုရင်းတူရင်းပဲပြောပြမယ်မေးမယ်ကျွန်တော်လဲကြည့်ရှုနေကြတဲ့တူတွေမေးမယ်ဖြည့်သွားကြည့်ပေါ့နော်တီးတဲ့တူတွေဖြည့်သွားရလို့ရတယ်ဒါကျွန်တော်တို့ဖမေးထဲမှာမှတ်ချက်ဖြည့်သွားဒီကျွန်တော်တို့မြန်မာနိုင်ငံကတိုးတက်လာတဲ့အချိန်ကျွန်တော်တို့ဒီဖုန်းသူပြောသွားဦးသိန်းစိန်လက်ထက်မှာဖုန်းကြိုက်တဲ့နိုင်တယ်ဆိုတော့ဘယ်ခုနဲ့လဲဦးသိန်းစိန်လားဦးဝင်းမြင့်လားဖြည့်သွားကြည့်အမှန်တကယ်ဆိုဒီ तू ကပြောဦးဝင်းမြင့်လို့ပြောရမှာကြောက်နေလို့ तू ကဦးသိန်းစိန်ဆိုပြီး तू ကပြောလိုက်တာနော်ဒီကျွန်တော်တို့ပြည်သူလူထုတွေဖုံးရိပ်ကြိုင်နိုင်တဲ့အခက်တွေမိလာတဲ့အခက်တွေတုတ်တက်လာတယ်ဆိုတာ2015မှာကျွန်တော်ခေတ်ရမိလာတယ်နော်သူတို့စစ်ဆိုးရအုပ်စုဦးသိန်းစိန်လို့သူတို့ပြောတဲ့ခါဦးသိန်းစိန်လို့တန်းရွှေလို့လက်ထက်မှာဆိုကျွန်တော်အမိုးရှူဟူတာမရှိဘူးကျွန်တော်ပြည်သူတွေအဲ့ဒီကျွန်တော်တို့ပြည်သူဆိုရတက်လာတဲ့အမေစုတက်လာလို့ဦးဝင်းမြင့်လို့တက်လာလို့ခင်မကျွန်တော်ခေတ်အများကြီးမိလာခဲ့မြို့ကျွန်တော်ပြောစကားမယုံလို့ရှိရင်ဒါလူမြန်မာနိုင်ငံမှာကြီးထွားလာတဲ့လူတိုင်းတည်တယ်ဘယ်ခုနဲ့မှကျွန်တော်တို့ခေတ်တွေမိလာလဲနော်ကျွန်တော်တို့မရှိစေတာအန်ဒါစေတာတန်စာအားလုံးကိုခေမိတိုးတင်အောင်လုပ်ပြီးတာကဦးဝင်းမြင့်လို့လက်ထက်မှာပဲရှိတယ်ဦးသိန်းစိန်လက်ထက်မှာမရှိဘူးနော်အမေစုတို့တက်လာမှအမေစုထောင်ကလောလာတဲ့နေ့မှာဒီမှာကျွန်တော်တို့ပြည်သူဆိုရဒီတော့အင်းဒီဆိုရပေါ်လာပြီးမှကျွန်တော်တို့ဓာတ်တူခွေကြီးတွေရလာခဲ့တယ်အရင်ကဆိုရင်တထေးတွေနဲ့ကျွန်တော်တို့ပြိုင်ပြီးပြောဖို့နေတာတထေးတွေမြင်းနာလာမှရေးဆိုင်ပြီးစကားပြောလို့မရဘူးကျွန်တော်တို့ဘဝအဲ့လိုမျိုးကျွန်တော်မရှိစင်းတာတော်နေတာအဲ့ဒါဖုံးကင်လိုက်နိုင်တာကဦးသိန်းစိန်လက်ထက်မှာကြိုက်နေတာလားဦးဝင်းမြင့်လက်ထက်မှာကြိုက်နေတာလားဆိုတော့ကျွန်တော်တို့ကြည့်ရှုနေတဲ့ပြည်သူတွေပဲတုတ်တက်ပေးလိုက်အောင်နော်